အမျိုးသားတဦးနှင့်အမျိုးသမီးတဦးသည်မတော်တဆနံရံတစ်ခုတွင်ညက်နေခဲ့ကြသည်အမျိုးသားကအောက်သို့ငုံကြည့်လိုက်သည့်အခါအမျိုးသမီးသည်သူမရဲ့ဘိုင်းအောက်ပိုင်းမှာတဆုံတရာထိုးနေသလိုခံစားလိုက်ရသည်ဒီလိုမဖြစ်ခင်မကြာမီကဂျွန်ဒီလူစီအားသူမရဲ့ရုံးခန်းအသစ်ကိုလိုက်ပြခဲ့သည်ထိုရုံးခန်းသည်ကျယ်ဝန်းယုံသားမကမြေအောက်ရထားဘူတာယုံနှင့်ပါအလွန်နီးသည်သို့တော်လူစီကအများသုံးနေရာသည်တိတ်ကျင်းလွန်းသည်ဟုထင်ခဲ့သည်ဂျွန်ကဘင်းသည်အမြင်ပေါ်မူတည်ကြောင်းချက်ချင်းရှင်းပြပြီးစင်ကြံလန်းထဲသို့ရှောက်ဝင်သွားကကျင်းတယ်လို့ထင်ရပေမဲ့တကယ်တော့ကျယ်ဝန်းပါတယ်ဟုပြောခဲ့သည်လူစီသည်တစ်ချက်ကြည့်ပြီးနောက်တီးကျင်စိတ်ဖြင့်ထိုနေရာသို့ရှောက်ဝင်သွားသည်သို့တော်ဖျက်လျှောက်စင်မှာပင်သူမသည်ရုတ်တရက်ညံ့နေခဲ့သည်ဂျွန်ကလည်းသူဘလို့လှုပ်ရှားထွက်လို့မရနိုင်သည်ကိုသိရှိခဲ့သည်ထိုချိန်တွင်ဂျွန်သည်လူစီ၏ရင်သားကိုရုတ်တရက်မြင်လိုက်ရသည်လူစီကလည်းဝမ်းပိုက်အောက်ပိုင်းကိုတဆုံတရာကထိုးနေသလိုခံစားလိုက်ရသည်ဂျွန်ကလည်းကူညီမဲ့သူမရှိကြောင်းပြောခဲ့သည်သူမ၏ရင်သားကိုဖုံးအုပ်ရန်လူစီအားအမြန်ပြောလိုက်တော်လဲသူထက်ကြည့်လိုက်သည့်အခါထိုမြင်ကွင်းကပုံမဆွဲဆောင်မှုရှိနေသည်ကိုတွေ့လိုက်ရသည်ထိုချိန်တွင်လူစီကဂျွန်အားသူဘယ်မျိုးသမီးမျိုးကိုမကြိုက်ဘူးလဲဟုအမြန်မေးလိုက်သည်ဂျွန်ကစိတ်တိုတတ်သောအမျိုးသမီးများကိုအမုန်းဆုံးဟုပြောခဲ့ရာလူစီကစိတ်တိုသောအမျိုးသမီးဟန်ဆောင်လိုက်သည်သူမသည်ဂျွန်၏လယ်ပင်ကိုညှစ်တော်သည်သို့တော်ဂျွန်ကပိုရစိတ်ထလာသည်ကိုတွေးရှိလိုက်ရသဖြင့်သူမအံ့အားသင့်သွားသည်ဂျွန်သည်နှိပ်စက်ခံရခြင်းကိုနှစ်သက်သူဖြစ်နေကြောင်းပေါ်လွင်လာသည်ထို့ကြောင့်လူစီကဂျွန်အားဝမ်းနည်းစရာတစ်ခုခုပြန်စဉ်းစားရန်ပြောလိုက်သည်ဂျွန်သည်အသက်ပြင်းပြင်းရှူပြီးနောက်ကွယ်လွန်သွားပြီဖြစ်သောသူ့အဖွားကိုတတိယလိုက်သည်ထို့ကြောင့်လူစီသည်ချက်ချင်းပင်အဖွားတန်ဖြင့်စကားပြောကာဂျွန်သည်တကယ်ပင်အရွယ်ရောက်လာပြီဖြစ်ကြောင်းချီးကျူးလိုက်သည်ဂျွန်ကိုလည်းအယမ်းလွမ်းကြောင်းပြောလိုက်သည်ဂျွန်သည်ထိုစကားကိုကြားပြီးနောက်နှက်ဆိုင်စွာရင်ထဲထိသွားကချက်ချင်းပင်ငိုကြွေးတော်သည်ထိုချိန်တွင်လူစီကဂျွန်အားသူ့အဖွားကိုလွမ်းသလားဟုမေးလိုက်သည်ဂျွန်ကအယမ်းလွမ်းကြောင်းချက်ချင်းပြောခဲ့သည်ကလေးဘဝတုန်းကအိပ်ပျော်စေရန်အတွက်သူ့ဖွား၏ရင်ဘတ်ကိုထိပြီးအိတ်လေးရှိကြောင်းပြောလိုက်သည်လေတုသည်ရုတ်တရက်အေးခဲ့သွားသည်ဂျွန်သည်ပိုရဲပင်စိတ်ထလာခဲ့ပြန်သည်ဒီဇလန်ရဲ့အဆုံးသက်ကဘာများဖြစ်မလဲလို့ထင်ပါသလဲခင်ဗျာ